120လေးလာပြီတိုက်တော့ထုံးစံအတိုင်းဘာမှထွေထွေထူးထူးမရှိဘူး19 fps သွားတောင်းတယ်အစတော့ကတော့ကွာငါလောက်တာကမရဘူးကွာ GN တော့မသိဘူး KR တော့အခုရသွားပြီဒီဟာလေးကိုကွာ120အဲ့ဒါလေးကို down လိုက် install တင်လိုက်ကွာပြင် Chisuki run นี่တော့မင်းတို့သိမှာပါ Chisuki run လိုက် run ပြီးတာနဲ့ကွာအထဲဝင်လိုက်ကွာဒီထဲကိုဝင်လိုက်ကွာဘာမှမခတ်ပါဘူးကွာတာကြီးတို့ရပြီးရင်ဒီဘက်ကိုဆွဲလိုက်ထုံးစံအတိုင်းပဲဆွဲပြီးတာနဲ့အောက်တစ်ခုနှိပ်လိုက်တာကြီးတို့ထုံးစံအတိုင်းလေးပဲပြီးရင်အပန်းရောင်ခရမ်းရောင်လေးကိုထပ်နှိပ်လိုက်မင်းတို့ကလောက်ပြဆိုတာဟုတ်တယ်ငါဘာတစ်ခုမှလိုက်လဲမပေးဘာမှမလုပ်ငါတင်နေပို့အောင်ငါ120 file ကိုနှိပ်လိုက်နှိပ်ပြီးရင်10စက္ကန့်စောင့်လိုက်ဒီအောင်မှာဝင်လို့မရတဲ့သူတွေ VPN ခံဝင်ကြပါ10စက္ကန့်စောင့်ပြီးတော့ကွာဒီလိုပေါ်လာလိုက်မယ် download နှိပ်လိုက်ငါ down ပြီးပြီဆိုတော့မ down တော့ဘူးဘာလောက်ရမလဲဆိုတော့ရင်ဦးဆုံးပါဒီဟာဒီထဲဝင်လိုက်တွေ့လားအဲ့ဒါဝင်လိုက်ဝင်ပြီးတာနဲ့ကွာငါတို့ကောင်တွေကခုနတရား down ပြီးထားပြီဆိုတော့အရင်ဆုံးဘယ်မှာသွားကြည့်ရမလဲဆို download ထဲကိုသွားလိုက်ပြီးရင်ဒီနားမှာပေါ်လာလိုက်မယ်ကွာနည်းနည်း push ချလိုက်ခုနငါတို့ down တာဒီလိုမျိုးပေါ်နေလိုက်မယ်ကွာ game pass ငါဆိုဒီမှာအနောက်ကနေအောင်ကြည့်လိုက်ခွန်900ခွန်90တွေ့လား global တမားတွေတော့မသိဘူးလိုက်လို့ကြည့်ကွာသိလားအဲ့မှာမင်းတို့ down နဲ့ကနေပေါ်လာလိုက်မယ်ပြီးရင်ငါတို့မှာကွာပြန်ပြမယ်နော် Android ထဲကိုသွားလိုက်မယ်နော်တိုက်တို့ Android ထဲသွားမယ် Android ထဲသွားပြီးတော့ data တွေကိုသွားလိုက်မယ်တိုက်ပြီး PUBG ကိုချလိုက်ပြီးရတဲ့ file နော်တိုက်တို့ file ကိုနှိပ်မယ်တိုက်တို့ file ပြီးရင်ဒီတစ်ခုမတီးတဲ့သူတွေကရှိတယ်လေနော်အဲကြောင့်တေချာရှင်းပြတီးတဲ့သူတော့ကြော်ပြီးတော့လောက်ပေါ့ကွာပြီးတာနဲ့ဒီဟာကိုလည်းအောက်တစ်ခုကိုနှိပ်လိုက်မယ်ပြင်ဒီနားရောက်ပြီဆိုလဲအောက်တစ်ခုပါပဲပြင်ဒီနားလေးရောက်ပြီဆိုတော့နည်းနည်းတတိထားမယ်နော်တိုက်တို့မှာပတ်ဖိုင်တွေ့လားအဲ့ဒါနှိပ်လိုက်နှိပ်ပြီးငါခုနတော့ငါတို့ချထားတဲ့ game pack 90ဆိုတဲ့ဟာကိုအဲ့ဒါကိုဒီမှာကြည့်ပါနော်ငါဆိုတွေ့ပြီနော်အဲ့ဒါဆိုရင်အဲ့ဒါကိုဖြတ်ပလိုက်မယ် global သမားတွေတော့မသိဘူးနော်ကိုရီးယားသမား90ဖြစ်မယ် global သမားတော့မသိဘူးခုနငါတို့ down ထားတဲ့ဟာတွေကိုအဲ့ဒါကို copy ယူလိုက်မယ်ပြီးတာနဲ့ဘယ်နားလောက်ရမလဲဆိုတော့ဒီမှာဒီအဆက်3ဆက်အဲ့နှိပ်ပြီးရင်ပေါ်တစ်ခုနှိပ်ဒီနားပြန်ရောက်သွားလိုက်မယ် Android နှိပ် data ကိုနှိပ်ပြီးတာနဲ့ PUBG ပြန်လိုက်ချဆောနာအတိုင်းလေးပဲအောက်ဆုံးဒီနှိပ်သွားလိုက်မယ် okay ပြီးရင်ပတ်နာရောက်ပြီဆိုတာနဲ့ထည့်လိုက်လို့ရပြီဒီမှာနော်ထည့်တာဘယ်လိုထည့်လဲဆိုအောက်မှာနော်တွေ့နော်တိုက်တို့အဲ့လုံးလေးနှိပ်လိုက်ရပြီနော်တိုက်တို့ပြမယ်ခဏလေးဂိမ်းထဲဝင်ပြကဲတိုက်တို့ဂိမ်းထဲကိုရောက်လာပြီဆိုရင်တော့ဖြစ်ချက်ချိုးကြည့်လိုက်မယ်နော်โอเคဒါဆိုရင်ရသွားပါပြီလိုက်လောက်ကြည့်ပါတိုက်တို့နော်အဲ့လိုအတိုင်းလိုက်လောက်ကြည့်ပါမရရင်ကျွန်တော်ပြန်လာပြောပါကျွန်တော်နောက်တစ်နည်းနဲ့လုပ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ် like and share ကူညီနော်မင်းတို့ကနေငါရဲ့ subscriber 200ပြည့်ရင်နောက်တစ်ခုထပ်လာပြီကြီးပဲ